အင်္ဂလိပ်စာကိုအချိန်ရဆင်းကနေရှေ့ဆက်မတက်နိုင်မဲ့စာအုပ်ကြီးတိုင်းကျင်းနေရတာကိုပြင်းနေပြီလားအချိန်တီးတန့်ပေးစရာမလိုပဲအလုံးလုံးရင်းသွားလာရင်ဒီဗီဒီယိုလေးကိုဖွင့်ထားလိုက်ရုံနဲ့စကားလုံးတွေဝက်ချက်တိစာပုံတွေကိုအလိုလိုနားလည်လာစေပါမယ်။နှစ်ချက်လေးတဲ့စိတ်ကိုတက်တောင့်တက်တာထားပြီးဒီနေ့ရဲ့အင်္ဂလိပ်စာသင်ခန်းစာလေးတွေကိုအထူးထူးနားထောင်လိုက်ကြရအောင်။နံပါတ်1 I have a lot to do today ဒီစာကြောင်းရဲ့အတိတ်ပဲကဒီနေ့ကျမမှာလုပ်စရာတွေအများကြီးရှိရလို့ဆိုလိုတာပါဒီထဲကစကားလုံးလေးကိုခွဲကြည့်ကြရအောင် a lot ဆိုတာအများကြီး to do ဆိုတာကလုံးရဖြစ်ပါတယ်ဒါကြောင့် a lot to do ဆိုလို့ရှိရင်လုပ်စရာတွေအများကြီးရှိရလို့သိပေးရပါတယ်ဒီပုံစံလေးကိုသုံးပြီးတော့တခြားဝါကြတွေပွားကြည့်လို့ရပါတယ်ဒီနေ့ကျမမှာလေ့လာစရာတွေအများကြီးရှိတယ်ဆိုရင် I have a lot to learn todayဒီနေ့ကျမမှာဖတ်စရာတွေအများကြီးရှိရဆိုရင် I have a lot to read todayဒီနေ့ကျမမှာပြောစရာတွေအများကြီးရှိရဆိုရင် I have a lot to say today နံပါတ်2ကတော့ I am looking forward to the weekend ဒီစာကြောင်းရဲ့အဓိပ္ပာယ်ကစနေတနင်္ဂနွေပိတ်ရက်ကိုကျမညွှန်လင်းဆောင်စားနေတယ်လို့အဓိပ္ပာယ်ရပါတယ်ဒီမှာမှတ်ထားရမယ့်အဓိကစကားလုံးကတော့ looking forward to ပါတစုံတစ်ခုကိုအရင်ဖြစ်ချင်နေတဲ့စိတ်အားထက်သန်စွာနဲ့မျှော်လင့်နေတယ်ဆိုလို့ရှိရင်ဒီစကားလုံးကိုသုံးလို့ရပါတယ်။တတိထားမှာတော့ looking forward to ရဲ့နောက်မှာ now ဒါမှမဟုတ် verb ing လိုက်ပြီးရပါတယ်။ဝါကြလေးတွေကိုပွားကြည့်ကြရအောင်။သင်ကိုတွေ့ရဖို့ကျွန်မမျှော်လင့်နေပါတယ်ဆိုလို့ရှိရင် I am looking forward to seeing you ကျွန်မရဲ့အားလည်းရဲ့ခီးစဉ်ကိုမျှော်လင့်နေတယ်ဆိုရင် I am looking forward to my holidayဒီသတင်းကားကိုကြားရဖို့မျှော်လင့်နေပါတယ်ဆိုရင် I am looking forward to hearing the good news နံပါတ်3ကတော့ I am running a bit late ဒီစာကြောင်းလေးကကျမနည်းနည်းနောက်ကျနေတယ်လို့ပြောတာပါဒီနေရာမှာ running late ဆိုတာကအချိန်နောက်ကျနေတာကိုသုံးတဲ့အသုံးလုံးပါပြင်းနေတယ်လို့အဓိပ္ပာယ်မရပါဘူးเนาะ a bit ဆိုတာကတော့နည်းနည်းလေးလို့ဆိုလိုတာပါဝါကြလေးတွေပွားကြည့်ကြမယ်ကျမအလုပ်သွားဖို့နည်းနည်းနောက်ကျနေတယ်ဆိုလို့ရှိရင်I am running a bit late for work ဒီနေ့စီဝေးတွင်နည်းနည်းနောက်ကျနေတယ်ဆိုလို့ရှိရင် we are running a bit late for the meeting today ရင်ကြည့်နဲ့တောင်းပန်ပါတယ်ကျမနည်းနည်းနောက်ကျနေလို့ပါလို့ပြောချင်ရင် sorry I am running a bit late နံပါတ်4ကတော့ it takes about 20 minutes အတိတ်ပဲကတော့အဲ့ဒီကိုရောက်ဖို့မိနစ်20လောက်ကြာမယ်လို့ဆိုလိုတာပါဒီမှာအချိန်ဘယ်လောက်ကြာလဲဆိုတာကိုပြောချင်လို့ရှိရင် it takes ဆိုတာနဲ့စပါတယ် about ဆိုတာကတော့တိကျမှုတဲ့ခံမှန်းချက်လို့အဓိပ္ပာယ်ရပါတယ်ဝါကြလေးတွေတိစောက်ကြည့်ရအောင်တနားရီလောက်ကြာမယ်ဆိုလို့ရှိရင် it takes about an hour 9 မိနစ်လောက်ပဲကြာမယ် it takes about 5 minutes အချိန်ကြာကြီးကြာမယ်ဆိုလို့ရှိရင်တော့ it takes a long time နံပါတ်5ကတော့ let me know if you need help ဒီစာကြောင်းကအကူအညီလိုရင်ကျမကိုပြောပါနော်လို့အဓိပ္ပာယ်ရပါတယ် let me know ဆိုတာကတော့ကျမကိုအသိပေးပါလို့အဓိပ္ပာယ်ရပြီးတော့နေ့စဉ်လုပ်ငန်းခွင်မှာအရင်သုံးရတဲ့စကားလုံးမှာ if ကတော့အကယ်၍ဒီ let me know ကိုသုံးပြီးတော့ဝါကြပွားကြပါမယ်သင်ရောက်တဲ့အခါကျမကိုပြောပါဆိုလို့ရှိရင် let me know when you arrive သင်အစင်းသဖြစ်တဲ့အခါကျမကိုပြောပါဆိုလို့ရှိရင် let me know when you are ready သင်ရဲ့ဆုံးဖြတ်ချက်ကိုကျမကိုအသိပေးပါဆိုလို့ရှိရင်တော့ let me know your decision နံပါတ်6ကတော့ I don't feel like cooking tonight အဓိပ္ပာယ်ကကျမဒီနေ့ညဟင်းမချက်ချင်ဘူးလို့ပြောတာပါဒီမှာပါတဲ့ don't feel like ဆိုတာကတစုံတစ်ခုကိုလှုပ်ချင်စိတ်မရှိဘူးစိတ်မပါဘူးလို့ပြောချင်တဲ့အခါအရင်သုံးလို့ရှိပါတယ်သူ့နောက်မှာ verb ing လိုက်ပေးရပါတယ်ဝါကြလေးတွေပွားကြည့်ကြမယ်ဒီနေ့ကျမအပြင်မထွက်ချင်ဘူးဆိုရင် I don't feel like going out today ဒီနေ့ဘာမှမစားချင်သေးဘူးဆိုလို့ရှိရင် I don't feel like eating anything right now ဒီနေ့အလုပ်လုပ်ချင်စိတ်မရှိဘူးဆိုလို့ရှိရင် I don't feel like working today နံပါတ်9ကတော့ I am used to waking up early ဒီစာကြောင်းလေးကတော့ကျွန်မစောစောထားတာအသားကျနေပါပြီလို့အဓိပ္ပာယ်ရပါတယ် used to ရဲ့ရှေ့မှာ am is are ပါလာရင်တခုခုကိုအသားကျနေပြီရိုးနေပြီလို့ဆိုလိုတာပါဝါကြတလီလေးဆက်ဖွဲ့ကြည့်ကြမယ်ကျမတယောက်တည်းနေရတာအသားကျနေပြီဆိုလို့ရှိရင် I am used to living alone ရန်ကုန်ကကားပိတ်တဲ့တန်ကိုအသားကျနေပါပြီဆိုလို့ရှိရင် I am used to the traffic jam နံပါတ်8ကတော့ I am about to leave ဒီစာကြောင်းကကျမအခုလေးတင်ထွက်သွားတော့မလို့အဓိပ္ပာယ်ရပါတယ် about to ဆိုတာကတော့အခုချက်ချင်းဒါမှမဟုတ်မကြခင်လေးမှာတခုခုကိုလုံးတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပါသူ့နောက်မှာ verb
လာရပါတယ်ဝကြလေးတွေပါကြည့်ကြရအောင်ကျမအခုလေးနေအိတ်တော်မလို့ဆိုလို့ရှိရင် I am about to sleep သူမအခုလေးတွေငိုတော့မလို့ပဲဆိုလို့ရှိရင် she is about to cry နံပါတ်9ကတော့ do you mind if I open the window ဒီစာကြောင်းကတော့ဗရင်မဖွင့်လိုက်လို့ရှိရင်စိတ်နှောက်ယှက်ဖြစ်မလားရှင်ဆိုပြီးတော့ရင်ကြီးကြီးခွင့်တောင်းတာပါ do you mind if I ဆိုတာကတော့ဒီမှာဒါလေးလုံးလိုက်ရင်ရမလားလို့သဘောထားမိမျက်နှာဖြစ်ပါတယ်ဝကြပွားကြည့်ကြအောင်ဒီမှာထိုင်လိုက်ရင်ရမလားရှင်ဆိုရင်တော့ do you mind if I sit here မိခွန်းတစ်ခုလောက်မေးလို့ရမလားရှင်ဆိုရင် do you mind if I ask a question ဖုန်းကနလောက်သုံးလို့ရမလားရှင်ဆိုရင် do you mind if I use your phone နံပါတ်10ကတော့ it is worth trying ဒီစာကြောင်းရဲ့အဓိပ္ပာယ်ကတော့ဒါစမ်းကြည့်ဖို့တန်ပါတယ်လို့ဆိုလိုတာပါ worth ဆိုတာကတန်မိုးရှိတာထိုက်တန်တာဖြစ်ပြီးတော့သူ့နောက်မှာအမြဲတမ်း ing လိုက်ရပါတယ်ဝကြလေးတွေဒီစာကြရအောင်ဒီစာအုပ်ကဖတ်ကြည့်ဖို့တန်ပါတယ်ဆိုလို့ရှိရင် it is worth reading ဒီနေရာလေးကသွားလဲဖို့တန်ပါတယ်ဆိုရင် it is worth visiting ဒီအချိန်ကြီးကစောင့်ရကြနေပါတယ်ဆိုလို့ရှိရင် it is worth waiting နံပါတ်7ကတော့ I am having trouble sleeping ဒီစာကြောင်းလေးကကျွန်မအိပ်ဖြစ်ဖို့ခက်ခဲဖြစ်နေတယ်လို့ပြောတာပါ having trouble ဆိုတာကပြဿနာတစ်ခုခုရှိနေတယ်ခက်ခဲဖြစ်နေတယ်လို့အဓိပ္ပာယ်ရပါတယ်သူ့နောက်မှာ verb ing ပဲလိုက်ရပါတယ်ဝကြအတလီကြီးကြည့်ကြမယ်ကျွန်မအင်တာနက်ချိတ်ရတာခက်ခဲဖြစ်နေတယ်ဆိုရင် I am having trouble connecting to the internet ကျွန်မသူ့ကိုနားလည်ဖို့ခက်ခဲဖြစ်နေတယ်ဆိုရင် I am having trouble understanding him ကျွန်မကားပါကင်ထွားတာခက်ခဲဖြစ်နေတယ်ဆိုရင် I am having trouble parking my car နံပါတ်7ကတော့ there is no need to worry ဒီစာကြောင်းကစိတ်ပူဖို့မလိုပါဘူးလို့နှစ်သိမ့်ပြတဲ့စကားလေးပါ there is no need to ဆိုတာကတော့ဒါလို့စရာအကြောင်းရင်းမရှိဘူးမလိုအပ်ဘူးလို့အဓိပ္ပာယ်ရပါတယ်ဝကြလေးတွေထွက်ပွားကြည့်ကြမယ်လောစရာမလိုပါဘူးဆိုလို့ရှိရင် there is no need to rush တောင်းပန်စရာမလိုပါဘူးဆိုရင် there is no need to apologize ပြောစရာမလိုပါဘူးဆိုရင် there is no need to shout နံပါတ်7ကတော့ I would rather stay home ဒီစာကြောင်းကကျွန်မအပြင်သွားမယ်စာအိမ်မှာပဲနေချင်တယ်လို့ရွေးချယ်မှုကိုပြောတာပါ would rather ဆိုတာတစ်ခုခုထက်နောက်တစ်ခုကိုပို့ပြီးသဘောကျတယ်ပို့ပြီးရွေးချယ်ချင်တယ်လို့အဓိပ္ပာယ်ရပါတယ်ဝကြလေးတွေကြားရအောင်ကျွန်မလက်ဖက်ရည်နဲ့ coffee ပို့တောက်ချင်တယ်ဆိုရင် I would rather drink coffee ကျွန်မဘတ်စကားစီးမယ်စာလမ်းမဲရှောက်ချင်တယ်ဆိုရင် I would rather walk ကျွန်မဒီကြောင်းကိုမပြောတာပိုကောင်းမယ်ဆိုရင် I would rather not to talk about it နံပါတ်14ကတော့ it turned out to be a good day ဒီပေကတော့မျှော်လင့်မထားပေမဲ့တကယ်တမ်းကျတော့နေ့ကောင်းလေးတစ်နေ့ဖြစ်သွားခဲ့တယ်လို့ဆိုလိုတာပါ turn out to be ဆိုတာကအစကတစ်မျိုးထင်ပေမဲ့နောက်ဆုံးရလဒ်ကျတော့တခြားစီဖြစ်သွားတာကိုပြောတာပေါ့ဝကြလေးတွေဖွဲ့ကြည့်ကြမယ်သူကတကယ်တမ်းကျတော့လူကောင်းတစ်ယောက်ဖြစ်နေခဲ့တယ်ဆိုရင် he turned out to be a good person ဒီသတင်းကတကယ်တမ်းကျတော့သတင်းမှဖြစ်နေခဲ့တယ်ဆိုရင် the news turned out to be falseညာသူတို့ကနောက်ဆုံးတော့တာယာသွားခဲ့တယ်ဆိုရင် the weather turned out to be fine နံပါတ်15 I am planning to travel next month ဒီစာကြောင်းလေးကကျွန်မနောက်လာမှခရီးသွားဖို့စီစဉ်နေတယ်လို့အဓိပ္ပာယ်ရပါတယ် planning to ဆိုတာကအနာဂတ်အတွက်ကြိုတင်စဉ်းစားစီစဉ်ထားတာတွေကိုပြောတဲ့အခါသုံးပါတယ်ဝကြလေးတွေထပ်ပွားကြည့်ကြစို့ကျွန်မအလုပ်ပြောင်းဖို့စီစဉ်နေတယ်ဆိုရင် I am planning to change my job ကျွန်မကားအသစ်ဝယ်ဖို့စီစဉ်နေတယ်ဆိုရင် I am planning to buy a new car ကျွန်မအင်္ဂလိပ်စာသင်တန်းတက်ဖို့စီစဉ်နေတယ်ဆိုလို့ရှိရင် I am planning to take an English class ကဲအခုဆိုလို့ရှိရင်လုံးလုံးရင်နောက်နေုံနဲ့တင်စကလုံးတွေကိုအဓိပ္ပာယ်နားလည်သွားသလိုဝကြတဲ့တွေဘလို့ပွားပြီးတော့တိကျအောင်လဲဆိုတာကိုသင်ယူပြီးတော့လောက်ပြီးထင်ပါတယ်ဒီနေ့ဗီဒီယိုလေးရဲ့အဆုံးသတ်အနေနဲ့ကတော့အခုလေ့လာခဲ့တဲ့ဝကြဖွဲ့စည်းပုံလေးတွေက I am looking forward to ဆိုတဲ့ပုံစံလေးကိုသုံးပြီးတော့ကိုယ်ပိုင်ဝကြလေးတစ်ချောင်းကိုအောက်က comment မှာရေးပေးခဲ့ပါအောင်နော်မှားသွားမှအောင်မကြောက်ပါနဲ့ကိုယ်တိုင်တွေးပြီးတော့ရေးချလိုက်တာကဘယ်တော့မှမမေ့အောင်လို့ကူညီပေးပါပါအားလုံးပဲဒါချမ်းမြေ့တဲ့နေ့လေးဖြစ်ပါစေရှင်